ရှက်စားလေးနည်းနည်းတင်ပါအောင် နေတော့တော့မဟာတရားဖမ်းတာဘာတင်ပြရမလဲဆိုတော့ရတာလေးပဲတင်ပေးလိုက်မယ်သွားတော့မယ်ဆိုဘာလဲဆိုတော့ကွာတခုခုလှုပ်ချင်တယ်ဆိုလို့ရှိရင်အခုဒီမှာဆိုလို့ရှိရင် please move ဒီကနော်ဖဲအဲ့လိုပြောမယ်ပေါ့နော်အဲ့ဆိုရင် please please ဆိုလို့ရှိရင်တခုခုကိုကွာညာတာပါတင်းနဲ့ခိုင်းတာပေါ့ကွာ please ဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ don't အဲ့လိုခိုင်းတယ်လို့မျိုးပဲရင်ကြည်ဆိုပါလေးတော့ကွာဥမာ please show me ကျေးဇူးပြုရင်ငါ့ကိုပြပါအဲ့နေရာမှာဆိုလို့ရှိရင်တချီတော့ could you show me ငါ့ကိုပြပေးပါနော် hair ဆိုတဲ့ could ကိုရင်ကျေးတဲ့နေရာမှာသုံးတယ်ပြီးတော့ please tell me ကျေးဇူးပြုရင်ငါ့ကိုပြောပါဆိုရင် could you tell me အဲ့လိုမျိုးလေးပြောရမယ်အဲ့တော့ဥမာဆိုလို့ရှိရင်ငါ့ကိုပေးပါပေါ့နော်အဲ့ဆိုရင် please give me could you give me please send me could you send me ဒါပေမဲ့တခုခုကိုပပလေးတော့ကိုယ့်အတွက်လုပ်ပေးစေခြင်းနဲ့ဆိုရင်တော့နည်းနည်းထည့်ရင်ကြေးမှရမယ်နော်နည်းနည်းထည့်ရင်ကြေးရမယ်အဲ့ဒါပါလဲဆိုတော့ would you okay ဟဲ့ငါ့ကိုတကားလေးဖွင့်ပေးပါလား would you open the door ဟဲ့ငါ့ကိုတကားလေးဖွင့်ပေးမယ်မဟုတ်လား would you လေးနဲ့ပါတော့ဟဲ့ငါ့ကိုမီးလေးပိတ်ပေးပါလားwould you switch off the light would you switch off the light အဲ့လိုမျိုးwould you လေးနဲ့တော့သူများကိုခိုင်းနေတယ်ဆိုရင်တော့ပို့ပြီးတစ်ဆင့်ထည့်ရင်ကြေးပေးရမယ်နော် okay thank you I love you